မိုင်စုံခါမင်္ဂလာပါဒီနေ့နီနီတို့ကကထိန်လာပို့တာပေါ့နော်နီနီတို့အဖြူရမိတာအဖွဲ့ကကထိန်ကိုနှစ်ချောင်းလာပို့မယ်ဒီနေ့အခုကနီတို့တရှိလိမ့်မြို့မှာ9,000ဖရားချောင်းပေါ့โอเคငပိရလဲပါပါကုန်လို့စီ၍ကုသိုလ်အမြယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုအောင်မင်္ဂလာကျောင်းမှာကထိန်လာလူပါတယ်ก็ได้ชานัตติสยอตูไม่ได้ตับยาโกมาซ่องจะโกซ่องน่ะเองซ่องน่ะอัญญายูดอโมจาปากงดอตาตุตาตุตาตุโอ้อมหลังแปดตีจ๋ออะไรเป็นของกินปึ้งเลยเหรอเราแต่เจ้าด้านไหนအခုနီနီတို့ကအောင်မြေရွှေကူကျောင်းမှာကထိန်လာလူပါတယ်အောင်မြေရွှေကူကျောင်းလိုက်ကျွေးနေပြီနှစ်သိန်းတော်ရညာဤကိုအင်းညာဤစေရောထောက်ပံ့နေအဖက်ကအောင်မြေရွှေကူမှာကထိန်လူပြီးသွားပြီဆိုတော့ခမင်းတစားမယ်အခုဆိုရင်ဒီနေ့ကနီးတော့နီးတော့အဖက်ကเป็นနှခါစားပြီလဲမသိဘူးသုံးလေးနဲ့ရှိပြီထင်တယ်